Hello မင်္ဂလာပါရှင်မဒီနေ့ကတော့မြောက်ဒီကိုပို့မဲ့ order လေးထုတ်ပါမယ်သူကဘာလေးမှာသွားလဲဆိုရင်6လက်မလက်ဖက်အုပ်လေးနဲ့စွန်းအုပ် size စုံမှာသွားပါတယ်เนาะ6လက်မလက်ဖက်အုပ်လေးကတော့သူကဒါမျိုးလေးပါလုံးဝအထဲမှာတကန့်တယ်ပေါ့เนาะအကန့်လုံးဝမပါဘူးအဲ့တော့ဒါလေးဟွာကြတော့ဈေးအောင်မှ1000ဝန်းကျင်ပဲရှိရကွာဈေးနှုန်းလေးအသေးစိတ်တော့မှနောက် post တစ်ခုမှပြောပေးမယ်เนาะသူကအသားတော့ကိုသားနဲ့လုပ်ပေးထားပါတယ်ပြီးသွားရင်စွန်းအုပ်လေးကို6လက်မနဲ့3လက်မထိတမျိုးတစ်ခုနဲ့မှာသွားပါတယ်ရှင်ဒီဘက်ကအကြီးဆုံးလေးကတော့6လက်မပေါ့နော်ဒါလေးကတော့9လက်မအဲ့နှစ်ဆိုင်ရတော့မတို့ဒီရှင်ပြုတ်ပွဲတွေမှာဒီကုန်းတောင်ကိုင်းနဲ့မိန်းကလေးအသုံးများတယ်ပေါ့နော်အားလေးဒါအတွင်းထဲမှာဆိုသူကအပေါက်လေးပါတယ်ကွာအဲ့တော့ပြောပြဆိုလို့ရှိရင်ကွာပစ္စည်းတစ်ခုခုထည့်ပြီးတော့လည်းသုံးလို့ရတယ်ထက်ညက်တော့ပါပေါ့နော်ဒါလေးဆို3လက်မခွဲ3လက်မခွဲလေးကတော့မှဒါဖွင့်ပြထားတယ်နော်အဲ့လိုအန်လေးတွေအခုတိုင်းမှာပါပါတယ်ဒါလေးလည်းအပေးလို့ရပါ